စောင့်နေရကြသွားပြီလားငါနည်းနည်းနောက်ကျသွားတယ် sorry ပါဟာ ရပါတယ်တကယ်ချင်းဟဲ့ညို့အင်ဒီလေးဆောင်နေအပ်ပြီအမလီနေပါဦးခဲငါအဲ့ဒါကိုတိတိကျကျသိချင်တာအိမ်ကတော့ပြီးသွားရင်ကွာစိတ်ထုတ်ဖို့ကျန်နေသေးလို့လေအဲ့ဒါငါဘယ်ဆိုင်ရောက်ဝင်မလဲဆိုပြီးစဉ်းစားနေတာဟောဒါနေမြတကယ်ချင်းညအင်ဒိုစီဆိုရင်ပစ္စည်းမဲ့မျိုးစားမဲ့လေရတယ်ဘလို့ရတယ်အောင်တဲ့ဆိုင်ဆိုတာရှိရလေမျိုးစားမျိုးကောင်းရလားဟဲ့ဝန်ဆောင်မှုကလည်းအဲ့တော့ဘာမှစိတ်မပူနဲ့ပြီးခဲ့တဲ့ဘက်ကမှာငါတော်ကြီးလေအောင်တဲ့ဆိုင်ပဲဝယ်ခဲ့တာဟုတ်တော့မှဇီးစားကြောင်ကြီးများတဲ့မျိုးကြီးတော့မှအဆန်ဝယ်တာကျင်းနေတယ်ဆိုမှတော့စဉ်းစားလိုက်ကြည့်လိုက်တော့အဲ့လားဆိုငါသဘောပေါက်သွားပြီအဲ့ဆိုငါအဲ့ဆိုင်မှာပဲတော့ဝယ်လိုက်တော့မယ်နင်လိုက်ဖို့ပေးလေအဲ့ဆိုရင်သွားကြတယ်သွားကြတာပေါ့မင်္ဂလာပါရှင်အောင်တလင်ကကြိုဆိုပါရစေ။ဗာများခုညီပေးရမယ်ရှင်။ကဲမလေးဒီကကျွန်တော်တကယ်ချင်းအိမ်တီလေးကိုအိမ်တို့ဆေးတို့ဖို့အတွက်ရည်သွေးကောင်းပြီးစေးသားကောင်းနေတဲ့ကဘယ်ရရမလဲရှင်းပြလိုက်ပါဦး။ဒါဆိုရင်တော့အတော်ပဲမှကြီးဂျော်ဒန်ကနောက်ဆုံးပေါ်နေပညာနဲ့ထုတ်လုပ်လိုက်တဲ့အပြင်အိမ်တို့ဆေးတစ်ပေါ့နော်ဂျော်ဒန်ရှိ Infinity လေးရှိပါရဲ့ရှင်။ဟုတ်ဒီဘက်ကိုကြားပါရှင်။ဟုတ်ထိုင်ပါအောင်ရှင်မမ။အဲ့တော့မလို့ဒီမလေးကပြောတဲ့စီးလေးကြောင်ရှင်းပြပေးပါဦး။ဟုတ်ကဲ့ပါရှင်မမ။မောင်လေးအမကိုဂျော်ဒန်ရှိ Infinity ဘူးလေးယူခဲ့ပေးပါအောင်ရှင်ဟုတ်ကဲ့သူ့ရဲ့အားသာချက်တွေရပါတော့အခြားစေးသားအယောင်တွေနဲ့မတူဘဲနဲ့တမူထူးခြားတဲ့အယောင်ကိုစေးတုပ်ပြီးရတယ်မမတို့တွေ့မြင်ခံစားရမှာပေါ့နော်ပြီးတော့ဒီဆေးကပြင်းထန်တဲ့ရာသီဥတုတွေကိုခံနိုင်ရှိရတဲ့ပေါ့နော်စေးတုပ်ပြီးရင်တော့ငကိုမူရအတိုင်းပဲပေါ့မပြောင်းလဲပဲနဲ့နှစ်ပေါင်းများစွာကြာရှည်ခံနေမှာပါရှင်ပြီးတော့ဖုံဖုံနဲ့အညစ်အကြေးတွေကိုတော်ရုံမကန့်ညှိနိုင်ဘူးပေါ့နော်အကယ်၍ကန့်ညှိနေရဆိုရင်တော့မိုးရရုံနဲ့သူ့အလိုလိုတန်ရှင်းပေးနိုင်တဲ့တန်ရှင်းတဲ့စနစ်တွေပါဝင်ပါရဲ့ရှင်ဟုတ်ပါပြီအဲ့ဆိုရင်ခုနကညီမလေးပြောသွားတယ်ပေါ့နော်ဒါသူ့တန်ခံနိုင်တာလို့ပြီးရင်ဖုံဖုံနဲ့အညစ်အကြေးတွေမကတ်တွယ်နိုင်တာပေါ့နော်အဲ့ဒါရောဘယ်လိုစမ်းသပ်ချက်မျိုးတွေနဲ့တိုင်းတာခဲ့ရလဲနော်ဟုတ်ကဲ့ဒီဆေးကိုဂျော်ဒန်ကပေါ့နော်ဈေးကွက်ထဲကိုမဖြန့်ပြုနေကြတဲ့ကအချိန်ချင်းစမ်းသပ်မှုတွေတေချာပြုလုပ်ခဲ့ပါရဲ့ရှင်ဘယ်လိုစမ်းသပ်ခဲ့လဲဆိုတော့မလေးရှားနိုင်ငံမှာရှိတဲ့တခွဲကန်တစ်ခုမှာခရမ်းလုံရစီတန်ခံနိုင်မှုကိုအခြား brand လေးမျိုးနဲ့ရှင်ပြီးစမ်းသပ်ခဲ့ပါတယ်အဲ့ဒီထဲမှာ Infinity ကအယောင်လင်းပြမှုအနည်းဆုံးရလက်ကိုရခဲ့ပါရဲ့ရှင်နောက်ပြီး Florida ပြည်နယ်မှာပြပရာသီဥတုအောက်မှာလည်းဆေးရောင်ကြာရှည်ခံလှပမှုနဲ့ပေါ့နော်အညစ်အကြေးကန့်ညှိမှုကိုအခြားသော brand တွေနဲ့ရှင်ပြီးလက်တွေ့စမ်းသပ်ခဲ့ရမှာလည်း Infinity ကပဲအညစ်အကြေးကန့်ညှိမှုအနည်းဆုံးနဲ့အတန်ရှင်းဆုံးရလက်ကိုထပ်ပြီးရရှိခဲ့ပါရဲ့ရှင်စိတ်ဝင်စားစရာပဲအဲ့ဆိုရင်အဲ့လိုပြင်ပရာသီဥတုမှာလက်တွေ့စမ်းသပ်တာလို့ဘာလို့ Florida မှာစမ်းသပ်ခဲ့ဆိုတာကိုလည်းလောက်ရှင်းပြပေးပါဦးဟုတ်ကဲ့အဲ့ဒီစမ်းသပ်မှုကိုတော့ Florida မှာရှိရဲ့ third party တစ်ခွဲတစ်ခုဖြစ်တဲ့ Julep မှာ external weathering test စမ်းသပ်တာပါဘာလို့အဲ့ဒီမှာစမ်းသပ်ရလဲဆိုတော့အပြည်နယ်ကကမ္ဘာပေါ်မှာရှိတဲ့အခြားပြည်နယ်တွေနဲ့မတူပဲတရက်အတွင်းမှာပဲပူလိုက်အေးလိုက်နဲ့ရာသီဥတုပြောင်းလဲမှုတော့အရင်မြန်ပြီးခရမ်းလုံရာသီတရားမှုကလည်းအလွန်မြင့်မာတယ်လေပြီးတော့လေပူလေးဆွတ်တဲ့ရာသီဥတုမျိုးရှိလို့အဲ့မှာစမ်းသပ်ရတာပေါ့နော်အဲ့လိုရာသီဥတုမျိုးကတော်ရုံဆေးတွေဆိုရင်ရာသီဥတုတံမခံနိုင်ပဲဆေးသားကျသွားတာမျိုးဆေးရောင်လွင့်ပြေတာမျိုးအထူးတကူဖြစ်စေနိုင်ပါရဲ့ရှင်အဲ့လောက်တောင်စေးသားကောင်းနေမှာတော့အမတို့လည်းစဉ်းစားမနေတော့ပါဘူး။သူများရဲ့ဂျော်ဒန် brand ကညီသွေးကောင်းတယ်ဆိုပြီးတော့လေပြောတာကြားဘူးတော့အမတို့လည်းခုဂျော်ဒန်အသစ်ထွက်တဲ့ဂျော်ဒန်ရှိ Infinity ကိုပဲစိတ်ချလက်ချရွေးယူလိုက်တော့မယ်နော်။ကျေးဇူးပါရှင်မမဟုတ်